Hello, welcome to my channel. ဒီ vlog မှာတော့စင်ကာပူရဲ့နာမည်ကြီးအဆောက်အဦတစ်ခုဖြစ်တဲ့ Marina Bay Sands ကိုဒီလို view နဲ့မြင်ရမယ် Singapore Flyer Bay ကဒီနေရာလေးမှာဘယ်လိုပုံလှလှလေးတွေရိုက်လို့ရတယ်ဆိုတာနဲ့စင်ကာပူရောက်ရင်ဒီနေရာကိုဘယ်လိုလာလို့ရမလဲဆိုတာပြောပြပေးမှာပါအခုကျွန်တော်ရက်နေတဲ့နေရာကနေ MBS ကိုနောက်ခံထားပြီးတော့ဒီလိုပုံတွေရိုက်လို့ရပါတယ်စင်ကာပူ Flyer နဲ့လည်းဒီလိုမျိုးရိုက်လို့ရပါတယ်ဒီနေရာကိုစင်ကာပူမှာ Formula 1ကားမောင်းပြိုင်ပွဲလုပ်တဲ့အခါပြေးလမ်းအဖြစ်လည်းအသုံးပြုတာမို့လို့ပြိုင်ပွဲကာလမှာတော့ဒီပြေးလမ်းပုံတက်လို့မရပါဘူးခင်ဗျပြေးလမ်းဘေးကဒီလမ်းလေးကနေရိုက်မယ်ဆိုရင်လည်းဒီလို background နဲ့ရနိုင်ပါတယ်ဒီ shelter နားကနေလည်း flyer ကိုနောက်ခံထားပြီးရိုက်လို့ရသေးတယ်နော်ဟိုးမှမြင်နေရတဲ့အပင်အုပ်အုပ်တွေအောက်မှာသွားထိုင်ပြီးတော့ရိုက်မယ်ဆိုရင်လည်းဒီလိုသဘာဝဆန်ဆန် vibe လေးနဲ့ရနိုင်ပါသေးတယ်ခင်ဗျတကယ်လို့ခုကြည့်နေတဲ့သူကဒီနေရာမှာတက်ပုံလာရိုက်ဖို့ရဆိုရင်တခြားဘယ်လိုနေရာလေးတွေကနေပုံလာလာလေးတွေရနိုင်တယ်ဆိုတာကို comment မှာ share ပေးခဲ့ပါဦးခင်ဗျဒီနေရာကိုရထားနဲ့လာမယ်ဆိုရင် Promenade MRT Station မှာဆင်းပြီး Exit A ကနေထွက်လိုက်ပါExit A ကနေထွက်လိုက်တာနဲ့ဘယ်ဘက်ကိုကြည့်လိုက်ရင် Singapore Flyer ကိုတွေ့ပါလိမ့်မယ်။အဲ့တော့ Exit A ဘေးကဒီလမ်းလေးကိုကူးပြီးပိုဘက်ချမ်းကိုရင်သွားလိုက်ပါမယ်။ပြီးရင်ဒီလမ်းအတိုင်းတက်တဲ့ဆက်လျှောက်မယ်ဒီလမ်းစုံရောက်ရင်ဟိုဘက်ကိုကူညာဘက်ချိုးပြီးတက်တဲ့ဆက်လျှောက်လိုက်ရင် Singapore Flyer ကိုရောက်ပါပြီ Flyer စီးမယ်ဆိုရင်ဒီမှာလက်မှတ်ဝယ်ပြီးဒီပေါ်တက်သွားပါပါခင်ဗျကျွန်တော်တို့သွားမယ့်နေရာကိုရောက်ဖို့ကတော့ဒီဘေးကနေအနောက်ထဲကိုဆက်လျှောက်သွားလိုက်ရုံပါပဲပုံမှန်ဆိုတော့ဒီ barrier တွေမရှိဘူးခင်ဗျခုကသူတို့ဒီနားမှာ event ကိုလောက်မှာမို့လို့ထင်တယ်ဒါပေမဲ့ပြဿနာမရှိပါဘူးဒီနားမှာဖွင့်ပေးထားပါတယ်ကဲဒါကတော့ခုနကကျွန်တော်ပြခဲ့တဲ့ပုံတွေရိုက်တဲ့နေရာပါပဲခင်ဗျနေသားတဲ့နေ့ဆိုဒီနေရာကအရေးမရှိလို့ညနေလောက်မှလာရင်အရင်မပူတော့ဘူးဆိုတော့လေတဖြူဖြူနဲ့တပုံရိုက်လို့လည်းပိုအဆင်ပြေတာပေါ့ဗျာဒါကတော့အပြန်လမ်းမှာ Promenade Station ဘက်ကိုလမ်းကိုရင်းနဲ့ MBS ကိုဒီလိုမြင်နေရတဲ့ view လေးကိုသဘောကျလို့လမ်းရိုက်ထားတာပါ If you enjoyed this video please hit the like button and don't forget to subscribe my channel see you in my next vlog bye bye